大家好，အကုန်လုံးကိုလင်ချိုင်းနေပြီစေ online class ကနေချစ်တော်လိုက်ပါတယ်လားရှိလို့ဒီနေ့မှာအဲ့ရထဲမှာတုံးတဲ့ပစ္စည်းလေးတွေရဲ့ဒီဝဟရာလေးတွေကိုတရုတ်လိုဘယ်လိုခေါ်လဲဆိုတာကိုလေ့လာကြည့်အောင်။တော့ကချွမ်အဲ့ရနောက်တစ်ခုကြည့်အောင်။နောက်တစ်ခုကကြတော့ညဝိအင်ကြီးကြတော့ရွှေရီနောက်တစ်ခုကြံထုံခေါင်းအောင်နော်ကြံထုံခေါင်းအောင်ဟုတ်ပြီနောက်တစ်ခုကကြံထောက်ခေါင်းအောင်ဒီခေါင်းဖုံးပေါ့နော်ခေါင်းဖုံးအစုပ်ကိုပြောကြံထောက်နောက်တစ်ခုကဆောင်းလို့ကြတော့ပိန့်နောက်တစ်ခုဆောင်းရဲ့အစုပ်ပေါ့နော်ဆောင်းအစုပ်ကိုကြတော့ပိန့်ထောက်နောက်တစ်ခုချွမ်တင်မွေရကိုကြတော့ချွမ်တင်နောက်တစ်ခုအေရခင်ကိုကြတော့ချွမ်တန်းအေရခင်နောက်တစ်ခုကဖြာကိုကြတော့ရှီ字နောက်တစ်ခုတိထန်ကတော့ကော်စောအဲ့တော့ဒီနေ့လေးလာတဲ့စကားလုံးလေးကိုရမယ်လို့မျှော်လင့်ပါတယ်နောက်ဗီဒီယိုတွေမှာပြန်တွေ့မယ်စိတ်ချ